ဂျပန်တရုတ်ဆောင်လို့ပြောရင်ဘယ်သူ့ကိုပြင်းနေပြီဂျပန်ကတော့တကယ်ကြီးတို့ရေမင်းတို့စောက်တော်သားတွေငါရှမ်းလို့ရောက်ဘူးကွာလေးတကောင်ဝဲလာတယ်ကြွေလေးနှုတ်ဆက်လိုက်ပါဦးမင်းငါလို့နှုတ်ဆက်လိုက်ပါဦးမင်းငါလို့ကျက်ချင်တာတွေကြက်ပြီးတဲ့နောက်ပိုင်းမှာငါတို့ကစာမေးပွဲကိုအောင်ဖြေရတော့ဒါပေါ့ Let's go ခုမှမပြောနဲ့နောက်မှရှိတဲ့ဆရာရဲ့ကြိမ်လုံးကဘယ်တင်မှမချွေဘူးအကောင်လုံးမตาပုံကုန်မယ်အကောင်လုံးမตาပုံဟာပြောလေပဲ哎，明白到的。吹的到了。ပါလေမင်းရွှေရေတောက်ပြီးတော့မင်းရေတွေကသူမပေးတဲ့တန်ရာတွေအပူတွေကအေးသွားမှလားဟမ်အေးသွားမှလားလို့အဲ့ဒါမင်းစောက်ဘူးပါလားတိုင်းရောအေးတိုင်းပြောငါမင်းကြီးရောက်လာမင်းကဘယ်ရောက်လာတော့ wifi ပတ်စပ်လေးချက်လို့လုပ်ပါဦးဟာဟောရတာပေါ့ကွာမင်းဝိုင်းပတ်သက်နည်းတော့ရှိရနော်မင်းတခြားလိုက်မှတ်ကိုနဲ့ယူပြီးတမီးလေးပဲမွေးပေးပါမယ်ဆိုတဲ့ကောင်မလေးလေအခုတော့ဘယ်ရောက်နေပြီလဲမသိပါဘူးကွာခုလေးကမင်းဘာပြောနေတာတော့မောင်လောကပြန်လာလို့မောနေရေခက်တိုက်မှာပဲဆိုတဲ့ကောင်မလေးလေအခုတော့ခြားတယောက်ရင်ကမှပြောနေပြီကွာခုလေးတိုင်းမင်းဘာတွေပြောနေရလဲလို့နောက်ဆိုမြောင်းရင်နဲ့ရွှေငါးမွေးနေတဲ့စိတ်ကိုငါပြင်ရအောင်မယ်ကွာဟယ်လိုဟေးဩဘယ်ရောက်စဘာဆိုတာထောင်းမတိမဲ့လူဆိုတာပေါင်းမတိမဲ့ဗတောက်ဆိုဗတောက်တယောက်ဆိုတယောက်အချစ်မတိုက်ပွဲထမင်းမလိုက်ပွဲမင်းကိုချစ်တာတို့တယောက်တည်းအေးအောင်တင်းကိုတော့ပါတာဒါနနဲ့တီးတာ2မျိုးပဲရှိတယ်မှတ်ထားကဲအဲ့တော့ငါဘာလုပ်ပြရမှာလဲပြောပတ်စံကြီးလို့အာ